ဖြတ်သွားတဲ့လူတိုင်းငင်းမောရလောက်တဲ့ဒီတကယ်ကိုမှအမိုက်စားအင်ဂျီတစ်လုံးကို house stone လို့ပြသွားမှာဖြစ်ပါတယ်ခင်ဗျဒီအိမ်ကိုကြတော့ကျွန်တော်တို့ AGW Engineering Group ကနေပြီးတော့ဆောက်လုပ်ထားဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့လိုမျိုးပေ100ပတ်လည်လောက်ကျဲတဲ့နေရာကြီးမှာဆိုလို့ရှိရင်တော့လမ်းတွေကလည်းပတ်ဝိုင်းပတ်လည်းမှာလမ်းတွေရှိတယ်အဲ့လိုမျိုးနေရာမှာအိတ်တဆောင်ဆောက်မယ်ဆိုလို့ရှိရင်အဓိကကကြတော့နေရာချက်ထားဖို့ကအရန်ရေးကြီးတယ်နေရာချက်မားသွားမယ်ဆိုလို့ရှိရင်အိမ်ရဲ့ဥပဒေရဲ့အလှပကိုလုံးဝပေါ်လွင်စေမှာမဟုတ်တော့ပါဘူးခင်ဗျာ AGW Engineering Group ကနေပြီးတော့အကောင်းဆုံးပညာသားပါဖန်တီးတည်ဆောက်ထားကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအိမ်ကိုကြတော့ကျွန်တော်လေဝင်လေထွက်ကောင်းကောင်းနဲ့အလင်းရောင်အားကောင်းကောင်းရရှိအောင် AGW Engineering Group ကနေပြီးတော့အကောင်းဆုံးဒီဒီဇိုင်းတွေဆွဲပြီးတော့ဆောက်လုပ်ထားကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အိမ်ထဲဝင်လာမယ်ဆိုလို့ရှိရင်တော့ဒီမှာကားပါကင် area ဆိုလို့ရှိရင်အနည်းဆုံးကား8စီးလောက်ထားလို့ရတယ်8စီးလောက်ထားလို့ရတာတွေ့ရမယ်ဖြစ်ပါတယ်ခင်ဗျာလုံးဝအိမ်ထဲဝင်လာတဲ့စိတ်ကိုလုံးဝကြည်လင်သွားအောင်ကိုသူတို့ဂါရင်းလေးလုပ်ပြီးထားတယ်ဟိုဘက်မှာဆိုလို့ရှိရင်လည်းလုံးဝစိမ့်လန်းထုတ်ပြီးတဲ့ဥယျာဉ်ခြံလေးတွေ့ရမယ်နော်တကယ်ကိုမှအမိုက်စားအိမ်ရှိဘက်ဒီမှာလည်းဒီအပင်လေးတွေနဲ့ကိုတကယ်ကိုမှဝင်လာလို့ရှိရင်လုံးဝလူတစ်ယောက်ကိုအေးချမ်းသွားအောင်ဒီဖီလင်မျိုးကိုအကောင်းဆုံးရရှိအောင် AGW ကနေပြီးတော့အကောင်းဆုံးဆောက်ပေးတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့အိမ်ထဲဝင်ကြည့်ကြအောင်ခင်ဗျာโอเคကျွန်တော်အိမ်ရှိပိုင်းကြည့်မယ်ဆိုလို့ရှိရင်လည်းအိမ်ရှိမှာလည်းအဲ့လိုမျိုးပဲကားပါကင်အကျဉ်းပေါင်းတွေ့ရတဲ့အပြင်ကျွန်တော်အိမ်ရှိမှာလည်းဒီမှာကား2စီးလောက်က AC ထားလို့ရသေးတယ်နော်ဒါကြောင့်ဒီဇိုင်းကိုတေချာရေးဆွဲပြီးစောက်ထားတဲ့အတွက်ကြောင့် area ကလည်းလုံးဝအကျယ်ရရှိမယ်နေရာအပူဆိုတာလုံးဝမရှိစေရဘူးโอเคကျွန်တော်အိမ်ထဲတစ်ချက်ဝင်ကြည့်ရအောင်ခင်ဗျာโอเคဘိန်းမြို့မှာပေ60ပတ်လည်လောက်ကို60နဲ့ပတ်လည်လောက်ကိုတကယ်ကိုမှတဲဝဝနဲ့အိမ်ကြီးတစ်လုံးကိုပိုင်ဆိုင်ခွင့်ရတယ်ကျွန်တော်တို့ဒီအိမ်ကြီးရှင်တို့ကတကယ်ကိုမှစိတ်ချမ်းသာရမှုအပြည့်ပေါ့နော်ဒီမှာကြည့်အိမ်ရှိမှာဆိုလို့ရှိရင်တော့ဒီ60ပတ်လည်လောက်ရှိတဲ့အိမ်ကြီးအရှိမှာကျွန်တော်အခန်းဆောင်ကြီးဆိုလို့ရှိရင်တော့လုံးဝတတ်ဖွားတမီမီနဲ့ပျော်ရွှင်စရာကောင်းတဲ့ family type ကိုဖန်တီးလို့ရတယ်ဒီထဲမှာဆိုလို့ရှိရင်မရှုပ်နေအောင်ကျွန်တော်တို့တိုင်တွေလည်းအရှိမှာဘာမှမရှိဘူးဒါကကြတော့တကယ်ကိုမှ AGW ရဲ့အကောင်းဆုံးဖန်တီးထားတဲ့လက်ရာလေးတခုလို့မြင်ရပါတယ်ခင်ဗျ။ Okay ပါအိမ်တစ်ဆောင်ကကြတော့ဒီ furniture တွေ stretcher တွေနဲ့လပဆိုတာဒါကကြတော့တကယ်ကိုမှ engineer တွေရဲ့စိတ်ကောင်းစေတနာရှိမှုနဲ့သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေတွေ့ရမှာဖြစ်ပါတယ်ခင်ဗျ။ Okay ဒီအိမ်ရဲ့အားသာချက်တွေကိုအဓိကပြပြမယ်။အိမ်တစ်ဆောင်မှာဆိုလို့ရှိရင်တော့လုံးဝအလင်းဝင်အားကောင်းကောင်းနဲ့တဘာဝလေးအမြဲတမ်း fresh ဖြစ်နေတဲ့လေတွေတိုက်နေတယ်ဒီမှာအမြဲတမ်းဒီမှာဆိုလို့ရှိရင်အလင်းဝင်အားလည်းကောင်းတယ်ပတင်းပေါက်တွေအမြဲတမ်းရှိတယ်ဒီလိုမျိုးဒီဇိုင်းဖြစ်အောင်အကောင်းဆုံးဖန်တီးပြီးတော့ AGW ကနေဆောက်လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျဒီဘက်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲမီးပွင့်စရာမလိုဘူးသူတဘာဝအလိုင်းတီလေးရရှိပြီးသားပြီးလို့ရှိရင် neutral air လည်းအမြဲတမ်းရှိပြီးသားလေဝင်လေထွက်ကောင်းနဲ့အလင်းအားကောင်းရရှိအောင်တည်ဆောက်ထားတာဖြစ်ပါတယ်ခင်ဗျအိမ်တစ်ဆောင်ပါဆိုလို့ရှိရင်အဓိကနော်အိမ်ရှင်မတွေရဲ့အသက်လို့ပြောလို့ရတယ်ဒီမှာ kitchen ခန်းဆိုလို့ရှိရင်လည်းလုံးဝအမိုက်စာအခြေကြီးပဲเนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အိမ်ကြီးတစ်ဆောင်မှာဆိုလို့ရှိရင်အလူတွေဘာတွေလုပ်မယ်ဆိုလို့ရှိရင်လည်းလုံးဝ special ချက်လို့ရတဲ့ kitchen ခန်းကြီးကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကြည့်ကျွန်တော် dining room ဒီမှာဆိုလို့ရှိရင်ထမင်းစားခန်းနဲ့တစ်ဆက်တည်းဖြစ်အောင်ကျွန်တော်တို့ kitchen ခန်းကိုတစ်ဆက်တည်းလုပ်ပေးထားပါတယ်ခင်ဗျာ okay kitchen ခန်းဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့လေဝင်လေထွက်ကောင်းအောင်သိလားလေဝင်လေထွက်ကောင်းအောင်ပြီးလို့ရှိရင်ဒီအညော်နက်တွေဆိုလို့ရှိရင်အထဲမှာမရှိနေအောင်သူကလုံးဝဒီပတင်းပေါက်တွေကိုတေချာလေးလုပ်ပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းအပွင့်လေးလုပ်ပေးထားဒါ kitchen ခန်းကနေပြီးတော့ကြော်ချက်ပြီးတော့ကျွန်တော်တို့ဒီကနေပြီးတော့တခါတည်းစားစရာတွေထုတ်မယ်ပြီးလို့ရှိရင်မိသားစုတွေပြပြရှင်းဒီဘက်မှာတခါတည်းစားရုံပဲပူနင်းလေးချက်ပြုတ်ပြီးတော့ဒီဘက်မှာ dining room မှာတခါတည်းစားရုံပဲဒါဆိုလို့ရှိရင်တော့ AGW ရဲ့အကောင်းဆုံးဖန်တီးပေးထားတဲ့လက်ရာကောင်းလေးတစ်ခုဆိုတာကိုတိုင်းသားမြင်ရမှာဖြစ်ပါတယ်ခင်ဗျ။ Okay ပါဒီအိတ်တစ်ဆောင်လုံးရဲ့အသက်ကတော့ဒီလီကာလို့ပြောလို့ရပါတယ်ခင်ဗျ။ဒီမှာဆိုလို့ရှိရင်လုံးဝကျွန်းပါကေးတွေသုံးထားတာတွေ့ရတယ်။ပြီးလို့ရှိရင်ဒီအိမ်မှာဆိုလို့ရှိရင်တက်ကြီးတဲ့ဖေဖေဖွားတို့ဖိုးဖွားတို့ရှိတဲ့အတွက်ကြောင့်လီကာကို तू ကအရန်လဲစောက်ကြီးမဟုတ်ပဲနဲ့ပြလေးနဲ့တက်ရတဲ့လူတွေအတွက်ကိုလုံးဝခါနာတာတို့ဒူးနာတာတို့မဖြစ်အောင်ဒါ AGW ကနေပြီးတော့အကောင်းဆုံး stretcher ရေးဆွဲပြီးတော့ဆောက်ပေးထားဖြစ်ပါတယ်ခင်ဗျာ okay ကျွန်တော်အထက်ကိုတက်ကြည့်ကြအောင်ခင်ဗျာလုံးဝတက်လို့စိမ့်လို့အရန်မိုက်တဲ့လေကားကြီးဆိုတာကိုတွေ့ရမှာပါခင်ဗျာ okay ပါညီထပ်ပြီးတော့ပထမထက်ရောက်တော့လဲအဲ့လိုမျိုးကျွန်တော်အခန်းဆောင်ကြီးဆိုလို့ရှိရင်အခြေပဲဒီနားမှာဆိုလို့ရှိရင်ကျွန်တော်အလူတွေပါကြီးလုပ်မယ်ဆိုလို့ရှိရင်တိုက်ကလိုမျိုးဒီနားမှာတရားနာအဲ့တဲ့တွေထိုင်မယ်ဆိုလို့တကယ်ကိုမိုက်တယ်အဲ့တော့တိုင်တွေပါကြီးနဲ့မရှုပ်အောင်မလို့ပေပတ်လဲ60ပတ်လဲကြီးမှာအမိုက်ဆုံးလုပ်ပြီးထားတာတွေ့ရတယ်ဒါကလည်းAGW Engineer Group ရဲ့အကောင်းဆုံးဖန်တီးထားဖြစ်ပါတယ်ခင်ဗျာ Okay အိတ်တစ်ဆောင်လုံးရဲ့အရေးကြီးဆုံးဂုံကျက်တည်ဆောင်ဖျားခန်းကြီးကိုကျွန်တော်ဝင်ကြည့်ကြအောင်ခင်ဗျာ
အိမ်တစ်ဆောင်မှာအရေးကြီးဆုံးလုံးဝအခမ်းအနားဆုံးဆိုရက်ဂုံချစ်တီဆောင်ဖျားခန်းရဆိုလို့ရှိရင်လည်းအခြားအိမ်တွေမှာဆိုလို့ရှိရင်ဖျားခန်းသေးနေတာတို့ကျင်းနေတာတို့ရှိတယ်ဒီမှာဆိုလို့ရှိရင်တော့တကယ်ကိုမှ AGW ရဲ့အကောင်းဆုံးဖန်တီးရေးဆွဲပြီးတော့ကြဲကြဲဝဝနဲ့ဖျားဆောင်ရေးတွေ့ရမယ်ဒီဖျားဆောင်ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဖျားဝပြုမလားကုသိုလ်ရေးတွေပဲလုပ်မလားတကယ်ကိုမှကြဲကြဲဝဝနဲ့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကလည်းအိမ်တစ်ဆောင်မှာအရေးကြီးဆုံးချစ်တီဆောင်နေရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာโอเคဒီနေရာမှာကျွန်တော်တို့ AGW Engineering Group ရဲ့လက်ရအသေးသက်ဆုံးနဲ့အမိုက်ဆုံးဆိုတဲ့နေရာလေးကိုဒီမှာတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာโอเคလာကြည့်ပါဦးခင်ဗျာဒီမှာအိတ်ရှိဝန္တာဆိုလို့ရှိရင်တော့ကျွန်တော်တို့မိသားစုနဲ့တူတူမနေ့ဖက်ဆိုလို့ရှိရင် coffee လေးပဲတောက်ပြီးတော့ breakfast ဆိုင်ရင်လည်း coffee တောက်မလားစာအုပ်ပဲဖတ်မလားညနေဆိုလို့ရှိရင်ရောချီရပဲလုပ်မလား okay အမိုက်စားဆိုတဲ့ဟာကြီးကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကြည့်ပါဦးသုံးထားတဲ့ steel တွေဆိုလို့ရှိရင်လုံးဝ glass steel ကိုသုံးထားတဲ့ steel ကောင်းစားတွေဒီ man တွေဆိုလို့ရှိရင်လည်းသုံးထားတဲ့ man တွေက glass man ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အစောညိတာတို့အစောထွက်နေတာတို့လက်ပြတ်မှာတို့လုံးဝပူစရာမလိုဘူးဒါကလည်း AGW Engineering Group ရဲ့စေတနာတွေဆိုတာကိုတိုင်းသားတွေ့ရမယ်မီးမချောထားရင်တောင်မှ तू ကဘေးဘက်ကအလင်းရယ်အနောက်ဘက်ကအလင်းရယ်လေကောင်းလေတက်ရယ်ဆိုတာကိုတိုင်းသားတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြမယ်ဒီမှာဆိုလို့ရှိရင်เนาะ okay ဒီမှာကြည့်နော်တဘာဝလေတွေ့ရမယ်တဘာဝအလင်းတွေတွေ့ရမယ် okay ဒီတစ်လျှောက်လုံးမှာဆိုလို့ရှိရင်လည်းဒီမှာကြည့်ဒီချိုးခန့်အိမ်သာဆိုလို့ရှိရင်လည်းအကျိသုံးထားတဲ့ပစ္စည်းတွေဆိုလို့ရှိရင်တကယ်အမိုက်စားဆိုတာတွေ့ရမယ်ဒါလည်းပဲ AGW Engineer Group ရဲ့စေတနာတွေဆိုတာကိုအတိုင်းသားတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ okay ဒီမှာဆိုလို့ရှိရင်တော့အနောက်ဘက်ကိုတစ်ချက်ကြည့်အောင်ခင်ဗျာနောက်ထပ်ကျွန်တော်နေရာလေးတစ်ခုကိုခေါ်ဆောင်သွားပေးမယ်ဒီနေရာဆိုလို့ရှိရင်တော့အိတ်တဆောင်မှာဆိုလို့ရှိရင်တော့လုံးဝအပူအလိုမရှိအောင်သူကဆောက်ထားတယ်ပြီးလို့ရှိရင် Mr. Bird ဆိုလို့ရှိရင်လည်း4 5 6ခန်း8ခန်းလောက်ရှိရဲဖွဲ့စည်းထားတာပြီးလို့ရှိရင်တော့ဒီအိမ်ကနေပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဘေးဘက်အိမ်ရှိဘက်ကိုပြန်မြင်ရအောင်သူအိမ်ချိုးစိုက်လေးလုပ်ထားရနော်ဒီလေကားတွေဆိုလို့ရှိရင်လည်းတကယ်တက်ရစိမ်းရပြီးအောင်လုပ်ပေးထားတယ်ဒါကလည်းပဲ AGW Engineering Group ရဲ့လုံးဝစမ်းဆောင်ရည်ပြထားတာဖြစ်ပါတယ်ခင်ဗျအမိုက်စားဆိုတာတွေ့ရမယ်။ Okay ကျွန်တော်တို့အိမ်ရှိကနေပြီးတော့လာပြီးတော့အိမ်နောက်ကနေပြန်ထွက်တဲ့အပေါက်ကဆိုလို့ရှိရင်လည်းတကယ်မှကြင်ကြင်ဝန်းတွေ့ရမှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ဂါးထဲမှာရေပေးတဲ့စနစ်တွေနော်။ပြီးလို့ရှိရင်သူကsafety ဘိုင်းကိုလည်းတေချာလုပ်ထားတာတွေ့ရတယ်။ fire safety ဘိုင်းဆိုလို့ရှိရင်လည်းဒီတေချာလေးလုပ်ပေးထားတာကိုတွေ့ရတယ်။ဒါကလည်း AGW ရဲ့အိမ်ရှင်တွေအတွက်အကောင်းဆုံးလုပ်ပေးထားတာကိုစေတနာပြပြဝလုပ်ပေးထားတာကိုတွေ့ရတယ်။ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်လည်းပြန်ထွက်တဲ့အပေါက်ဝင်ပေါက်နဲ့ထွက်ပေါက်ကိုမတူအောင်သူကဒီလိုရေးဆွဲပေးထားတာတွေ့ရတယ်။ဒီလိုမျိုးပေ100ပတ်လေမှာပေ60ပတ်လေလောက်ရှိတဲ့အိမ်ကြီးတစ်ဆောင်ပိုင်ဆိုင်ခွင့်ရတဲ့အိမ်ရှင်တွေရဲ့ပီတိကတော့ဘာမှလဲနိုင်မှာမဟုတ်ပါဘူး။ဒါကိုမှ AGW ကနေပြီးတော့အကောင်းဆုံးဖန်တီးပြီးတော့အကောင်းဆုံးရေးဆွဲတည်ဆောက်ပေးလိုက်တဲ့အတွက်ကြောင့်နှစ်ဦးပေါင်းလိုက်တော့အမိုက်စားဆိုတဲ့ဟာကြီးကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ဘိတ်မြို့မှာဒီလိုမျိုးဖြတ်သွားတိုင်းငေးမောရလောက်တဲ့ဒီအမိုက်စားအိမ်ကြီးကိုခန်းခန်းတန်းတန်းနဲ့နေချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘိတ်မြို့ဟာ AGW Engineering Group နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးပြီးတော့လူကြီးမင်းတို့ရဲ့အနာဂတ်မှာအိမ်လက်လေးတွေကိုစောက်သားဖို့တက်ကိုကြံပေးချင်ပါတယ်ခင်ဗျာကျေးဇူးပါ